page ကနှစ်ခုရှိမယ်တစ်ခုက follower 1000ရှိမယ်နောက်တစ်ခုကကြတော့ follower 1000ရှိမယ်10ဆกว่าမယ်ဗျာကျွန်တော်ကအဲ့ page နှစ်ခုကို monetization အတွက် run ဖို့ပဲဖြစ်ဖြစ်ပေါ့နော်ကိုယ်ပိုင် vlog တွေရိုက်ပြီးကိုယ့်ရုပ်ကိုခုလိုမျိုးပြောပြီးတော့ video တွေလုပ်ပြီးတော့ကျွန်တော် monetization အတွက်ပဲဖြစ်ပါစေပေါ့နော်စီးပွားရေးတစ်ခုအတွက်ပဲဖြစ်ပါစေလောက်ရတော့မယ်ဆိုလို့ရှိရင်ကျွန်တော်ရွေးချယ်မှာကဘယ်ဟာဖြစ်မလဲဆိုတော့ကျွန်တော်ပြောပြရမယ်အဲ့ဒီ follower 1000နဲ့ follower 1000မှာကွာခြားချက်ကဘာလဲဆိုတော့ follower 1000ကအားလုံးကျွန်တော်ကိုသိပြီးတော့မှ follow ထားတဲ့လူတွေ follower 1000ကြတော့ကျွန်တော်ဒီလိုမျိုးအဆင်ပြေတဲ့ video လူကြိုက်များတဲ့ video လေးတွေကိုကျွန်တော်ရွေးချယ်တင်ပြီးတော့မှ follow လာတဲ့လူတွေပေါ့နော်ဆိုတော့ကျွန်တော်မသိဘူးပေါ့ဗျာ okay အဲ့အချိန်မှာကျွန်တော်နှစ်ခုကိုရွေးရတော့မယ်ဆိုလို့ရှိရင်ဒီ10ဆกว่าတဲ့ဟာကိုကျွန်တော်ကမကြည့်တော့ဘူးကျွန်တော်အနေနဲ့ဆိုရင်ဒီ follower 1000နဲ့ပဲကျွန်တော်ကစူးစမ်းမယ်ဘာလို့လဲဆိုတော့ Facebook ရဲ့ algorithm ကကျွန်တော်တို့က organic ကိုအရန် view site ဖို့လိုတယ်ကိုတကယ်တီးတဲ့မိတ်ဆွေတွေကိုတကယ်တီးတဲ့တငယ်ချင်းတွေနဲ့ကိုတီးလို့ follow ထားတဲ့လူတွေရဲ့ engagement တွေသူတို့ပေးမဲ့ like တွေ comment တွေကိုကျွန်တော်တို့ကတန်ဖိုးထားဖို့လိုတယ်ကျွန်တော်တို့ကဒီ follower 1000ကိုတွက်သုံးမယ်ဆိုလို့ရှိရင်ဒီ follower 1000ကိုကျွန်တော်တို့ဒီလိုရုပ်ပြပြီး vlog တွေရိုက်မယ်ဆိုလို့ရှိရင်ဒီ1000ကကျွန်တော်တို့တီးထားတဲ့လူလည်းမဟုတ်ဘူးမဟုတ်တာဖြစ်တဲ့အတွက်ကျွန်တော်ဗီဒီယိုကို skip လုပ်မယ်ကြော်တာများမယ်ဆိုလို့ရှိရင်ဒီဗီဒီယိုကတဖြည်းဖြည်းအောက်ကိုကျသွားမှာဖြစ်တယ်အောက်ကိုမြုပ်သွားမယ်ပေါ့နော်ပြောရမယ်ဆိုလို့ရှိရင်ကျွန်တော်တီးတဲ့ follower 1000မှာကျွန်တော်ဒီဗီဒီယိုတင်တယ်ဆိုလို့ရှိရင်1000မှာ900လောက်ကကျွန်တော်ကိုတီးထားတာဖြစ်တယ်သူဘာတွေပြောနေတယ်ဆိုတဲ့ဟာကိုစိတ်ဝင်စားမယ်သူဘာ knowledge တွေပေးရှင်နေလဲဒီလိုမျိုးပေါ့နော်ကိုတီးတဲ့လူတွေဖြစ်တဲ့အတွက်ကျွန်တော်ဗီဒီယိုကြည့်မယ်အဲ့ဒီအတွက် engagement တွေကောင်းလာမယ်ခုနလိုမျိုးကိုမတီးတဲ့လူတွေကြားထဲမှာ follower များခဲ့တဲ့တိုင်အောင်မှာကျွန်တော်တို့တွားပြီးလုပ်မယ်ဆိုလို့ရှိရင်ခုန follower 1000လောက်ကျွန်တော်တို့အတွက်ကအကျိုးရလဒ်ကကောင်းပါဒါကြောင့်မလို့ကိုယ့်ရဲ့ page တွေ0 follower စရတယ် follower နည်းနေပါတယ်မကြိုးစားချင်တော့ဘူးဆိုတဲ့ကိစ္စတွေကိုမေးပြလိုက်ပါကျွန်တော် motivator ပေးတာဖြစ်ပါတယ်ဒါအမှန်တရားပေါ့နော်ကျွန်တော်တို့လက်ရှိနေတဲ့ follower ကိုယ့်ကိုတီးတဲ့လူတွေကိုပဲတန်ဖိုးထားပြီးကျွန်တော်အနေနဲ့ကြိုးစားမယ်ဆိုလို့ရှိရင်အချိန်နည်းနည်းလေးပဲပေးလိုက်အောင်မြင်ပါလိမ့်မယ် okay ဒီလောက်ပါပဲဒီနေ့ဒါလေးလာပြောပြခြင်းဖြစ်ပါတယ်